ဟုတ်အဲ့ဒါကြောင့်မလို့နောက်ဆုံးအနေနဲ့ပေါ့နော်ဆရာဦးတင်မောင်အေးထူးကိုအပိတ်အမှာစကားလေးပြောကြားပေးဖို့အတွက်ဖိတ်ခေါ်ရစီဆရာကဲဆရာတို့ဆရာမတို့အားလုံးပဲကဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ကတော့တော်တော်မိုးချုပ်သွားတာပေါ့နော်ဆရာမတို့လည်းဆွေးနွေးတာတွေတော့ကြားတော့လေဝမ်းသာပါတယ်ဝမ်းသာတယ်ဆိုတာဆရာဦးလာအောင်လည်းသူတကယ်ကိုပဲတကယ်လိုအပ်ချက်ကိုအနည်းဆုံးလိုအပ်တဲ့ဟာတွေအားလုံးဆရာဦးလာအောင်လည်းပြီးတာပေါ့ဆရာညီမိုးတို့ကလည်းသူ့ရဲ့ဒီ event နဲ့တော့ဘယ်အဖို့နဲ့တော့ဘယ်လိုချိတ်ဆက်လဲဆိုတဲ့ဟာတွေဘုံလို့ဆရာတို့ကဒီစားရှင်းပြတယ်ဆိုတော့တော်တော်လေးကိုပေါင်းပါတယ်เนาะဒါဆရာမစန်းစန်းကလည်းเนาะဒီကိုယ်ရအဖို့နဲ့ဒီဗန်နဲ့အော်တိုကက်နဲ့ပေါ့နော်ဒီဟာဆရာမတို့တွေကဒါတွေကျွမ်းနေတယ်ပေါ့နော်ကျွမ်းနေတဲ့ခါကျတော့ဒါတွေဘုံလို့ဆရာတို့ဆွေးနွေးတာဟိုတွေ့ရတော့ကောင်းပါတယ်ဝမ်းလည်းတောက်ပါတယ်နောက်တစ်ခုကတော့ဆရာမချမ်းချမ်းပြောတဲ့စကားအရဆိုရင်တော့ဒီခုဒီနတ်မှာတက်တဲ့ဆရာမတွေကတက်တွေ့ဒီရေလုံငန်းကိုလုပ်နေကြပြီးတော့မှဒီ system တွေကိုဘုံလည်းကိုယ့်ကို run နေတဲ့လူတွေဆိုတော့ပိုပြီးကောင်းတယ်တဲ့ပိုပြီးတော့တွတ်တက်ချက်တာတွေဘုံလုံးအားလုံးကအဆင်ပြေတယ်လို့ပြောတယ်ဆိုတော့ကျွန်တော်လည်းဝမ်းသာတယ်နော်အဲ့တော့ဆရာတို့ကတော့ဆရာမတို့ကတော့ဒီသင်္ကန်းတွေတော့တက်တွေ့ကိုလက်တွေ့လုပ်ငန်းတွေများများလုပ်တဲ့လူဖြစ်တဲ့အတွက်များများလေ့ကျင့်လို့ရှိရင်တော့ကျွန်တော်တို့ဒီevent နဲ့ကျွန်တော်တို့ project တာတွေတော်လေးကိုဆရာတို့ကဘိုးကျွမ်းနေနေတက်တော့ပါမယ်လို့ကျွန်တော်ယူဆပါတယ်နော်အဲ့တော့ခုနကဆရာဦးလာအောင်ပြောသွားတာကတော့ hydraulic theory တွေเนาะအဲ့ဒါတွေကတော့တကယ်တော့သိဖို့လိုတာပေါ့နော်။ဘာလို့ဒီ event နဲ့တခုနဲ့တက်လို့တော့မရဘူး။ဘာဖြစ်လို့လဲဒီမှာစဉ်းစားရတာပေါ့နော်။ကိုကဒီ event နဲ့ပို့ပြီးတော့ design ဆွဲတော့မယ်ဆိုလို့ရှိရင်ကိုကဒီရဆိုရင် pipe side block ကိုယူရမယ်ဆိုတာက automatic ပေါ့နော်တကယ်ကျွမ်းကျင်တာကြတော့ဒီလိုလုပ်ငန်းကလည်းလုပ်တာတွေကများတဲ့လူတွေဆိုလို့ရှိရင်ကိုကဟိုမှာ flow rate ကဘယ်လောက်ဆိုရင် pipe side ကိုဘယ်လောက်ယူရမှာ automatic တည်တာပဲ။ဒါတွေက try လုပ်တာပေါ့နော်။ try လဲလုပ်မယ် try လုပ်တဲ့ခါကျခဏမလုပ်ရဘူး။တစ်ခါနဲ့ success ဖြစ်သွားမှာနော်။အဲ့တော့နောက်တစ်ခါကျတော့ဥပမာဖြင့်ဒီဘယ်လိုလမ်းကြောင်းကိုသုံးမလဲဘယ်လိုလမ်းရုံခွဲမလဲဒီ elevation ကိုကြည့်ပြီးလို့ရှိရင်ကိုကြံပြီးလေ့လာလိုက်လို့ရှိရင်ဘယ်လမ်းရည်ကိုသွားမလဲဆိုတာကိုယ့်ရဲ့စိတ်ကူးစိတ်တန်းနဲ့နော်တွက်လိုက်လို့ရှိရင်မြန်မာစံပြီးတာပေါ့နော်အဲ့တော့ event နဲ့ကို software ကိုသုံးတာလည်းသုံးတာပေါ့သို့တော်လည်းပဲ software ကိုသုံးပြီးလို့လည်းကိုယ့်ရဲ့အခြေခံမှာတော့ flow rate ဆိုရင်ဘယ်လောက်အမြင့်ပေကဘယ်လောက်များနေလဲဆိုရင်သူ့ကိုကျွန်တော်တို့ကရေသွားနိုင်မသွားနိုင်ဘူးဆိုတာဒီပေါ်တော့ friction losses ကဘယ်လောက်ရှိနိုင်လဲဆိုတာတကယ်လုပ်နေကြလူတွေဆိုလို့ရှိရင်မှန်းလို့ရတယ်လားတွက်မှမဟုတ်ဘူးပေါ့နော်တွက်ဖက်တဲ့တောင်မှာပဲဥပမာပေ9000လောက်ကိုကျွန်တော်တို့ကဂါလန်2000ကိုလွှတ်လိုက်တယ် price ကိုကျွန်တော်တို့6လက်မ site သုံးရမယ်ဒါမျိုးပေါ့ဗျာ8လက်မနဲ့6လက်မလည်းသုံးရမယ်8လက်မလောက်သုံးရမယ်ဆိုတဲ့ဟာဒါကလုံးနေကြ automatic သိသွားတာပေါ့အဲ့တော့ကျွန်တော်တို့ဒီဆရာမတို့ဒီ software ကိုလည်း join engineer ကိုဆရာမတို့ကလုံတက်ကြပြီတော့သင်တန်းတွေလည်းသင်တန်းမှာပို့ချတဲ့ဟာတွေရအောင်ကိုယ်တိုင်လည်းတွေ့ကြုံကရတဲ့အတွက်ရပြီဆိုလို့ရှိရင်ခုနကပြောတဲ့ဒီကိုယ့်ရဲ့ theory နဲ့ပေါ့နော် flow rate တွေ pipe side တွေအကုန်လုံးကိုအလိုလျောက်ကိုယ့်ကိုစဉ်းစားတတ်တယ်ဆိုလို့ရှိရင်ဒီကောင်းတယ်ပြည့်ချက်တာမြန် design တွေကလည်းမြန်ထွက်ပြီးမှမြန်ဆန်နဲ့ပြည်စည်းမယ်မှန်နဲ့ပြည်စည်းနိုင်တာပေါ့နော်နောက်တစ်ခုကတော့ဒီထဲမှာဆရာတို့ဒီပတ်တွေပါသုံးရတာပါတော့ပေါ့နော်ပတ်သုံးတာဆိုလို့ရှိရင်လည်းကိုကသုံးနေကြလို့ဆိုပြီးဘာဖြစ်သွားမလဲလို့ဆိုတော့ဥပမာဖြင့်ရေပမာဏပေါ့ဗျာဘောလုံး flow rate block ကိုပေါ့နော်အမြင့်ကဥပမာပေ100တင်နေတယ်150တင်နေတယ်200တင်နေတယ်ပေါ့တော့မဟုတ်လည်းပေ50တင်နေတယ်ပေါ့ဗျာအဲ့လိုမျိုးတင်နေတယ်ဆိုရင်နော်ကိုယ့်ရဲ့အကွာဝေးရပေါ့မယ် distance ကပေ900တင်ရမှာ1000တင်ရမှာအဲ့လိုဆိုလို့ရှိရင်သုံးနေကြလို့ဆိုရင်ပန့်ကဘယ်လောက် capacity ကိုသုံးရမယ်နောက်တစ်ခုက kilowatt ကိုဘယ်လောက်သုံးရမလဲဆိုတော့ automatic ပေါ့နော်ခေါင်းထဲမှာအနည်းဆုံးပေါ့ဗျာအနည်းကျွန်တော်ဆိုတာတိတိကျကျတော့စဉ်းစားဝင်တော့တွေးုံနဲ့တော့တိကျကျမရဘူးပေါ့သို့တော်လည်းပဲစဉ်းစားကြည့်လိုက်တာနဲ့ကိုအနည်းဆုံးအဖြေမှန်ကိုရတော့ပေါ့ကိုကအဲ့လိုမျိုးထည့်လိုက်လို့ရှိရင်မြန်မာစံပြီးတာပေါ့နော်အဲ့တော့ဒါကြောင့်မို့လို့ဆရာတို့ဆရာမတို့ဒီတင်နာပို့ချချက်တည်းပြီးတော့မှဆရာတို့ဆရာမတို့ရဲ့လုပ်ငန်းဝင်တွေမှာလက်တွေ့ကျကျနဲ့အသုံးချပြီးတော့မှဆရာမတို့ဒီစီမံကိန်းတာဝန်ခံတွေမှာထွေးကြုံတဲ့စီမံကိန်းတာဝန်တွေဖြစ်ကြပါစေနောက်ပြီးတော့လည်းဒီဇိုင်းတွေကိုဆွေးဆွဲတဲ့နေရာမှာလည်းဒီဇိုင်နာတွေဟာကောင်းမွန်တဲ့ဒီဇိုင်နာတွေဖြစ်ကြပါစေ။နောက်အစအရာအောင်မြင်ပြီးတော့မှအားလုံးကိုကျူးပြုနိုင်တဲ့
တော့ပြည်သူလူထုတွေကျူးလွန်နိုင်တဲ့ဆရာတွေဆရာမတွေဖြစ်ကြပါစေလို့ပဲဆူတောင်းရင်းနဲ့ကျွန်တော်ညီကုန်းချုပ်ပါတယ်ကဲ good night ပါပဲเนาะအားလုံးပဲမိုးလေးချုပ်သွားပါပြီအားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးအထူးတင်ရှိပါတယ်ဆရာရှင်ကျေးဇူးတင်ပါတယ် good night ဆရာတူ good night good night ပါဗျာ good night good night ပါဆရာ